ခိုင်နေဝေခေါ်သွားတဲ့ကလေးမေကစိတ်ဝေဒနာရှင်မဟုတ်ဘူးဆိုပြီးလူပြောများနေမိခင်မြတ်တာဆိုတော့ကဘာပေါ်မှာအနိုင်မဲ့ဆုံးရပါဒါပေမဲ့အဲ့ဒီမြတ်တာကိုကလေးကိုကယ်တင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အတင်းချက်ခွဲခွာပြစ်လိုက်တာကတော့တရားမျှတမှုရှိရလားဆိုပြီးမိကွန်းထုတ်ကန်နေရပါတယ်အခုဆိုခိုင်နေဝေခေါ်ယူသွားခဲ့တဲ့ကလေးငယ်တူနဲ့သူ့ရဲ့မိခင်ဖြစ်သူတို့ရဲ့အဖြစ်ပြက်ကတော့အခုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာအငင်းပွားစရာတွေနဲ့အတူလူပြောများဆုံးကိစ္စတစ်ခုဖြစ်လာပါတယ်အပေါ်ရင်ထိရင်တော့ကလေးတယောက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုရောက်သွားတာဝမ်းသာစရာလို့ထင်ရပေမယ့်အဲ့ဒီမြင်ကွင်းထဲမှာကုရမဲ့စွာနဲ့ငိုကြွေးကြံရခဲ့တဲ့မိခင်ဖြစ်သူရဲ့ဖြစ်ကတော့ကြည့်ရှုရသူတွေရဲ့ရှင်ကိုတားနေမွန်းတယ်လို့ခံစားရစေပါတယ်။ဒီမှုမှာအဓိကညှင်းပွားစရာဖြစ်နေတာကတော့ကလေးမေဟာစိတ်ဝေဒနာရှင်ဖြစ်လို့ကလေးကိုကာကွယ်စောင့်ရှောက်ဖို့ခေါ်သွားရတာပါဆိုတဲ့ချက်ပါပဲ။ဒါပေမဲ့အနည်းကမြင်တွေ့ခဲ့ရတဲ့သူတွေနဲ့အင်တာဗျူးတွေကိုတေချာစောင့်ကြည့်နေသူတွေကတော့ဒါကိုလက်မခံကြပါဘူး။သူမကဒီနေရာကိုရောက်လာတာ10ရက်လောက်ပဲရှိသေးတာပါညဘက်လမ်းဘေးမှာအိပ်ရတဲ့အတွက်ချင်းကိုက်တာပင်မနာတွေကြောင့်အိမ်မောကျသွားတဲ့ချိန်ကလေးငိုတာကိုပတ်ဝန်းကျင်ကကြည့်ပြီးစိတ်မနှံလို့ကလေးကိုပြစ်ထားရဆိုပြီးအလွယ်တကူကောက်ချက်ချလိုက်ကြတာလားတကယ်တော့အိမ်မာနေတဲ့မိခင်နေတော့အရန်ပင်ပန်းရင်အိမ်မောကျတတ်တာပဲမဟုတ်လားရှင်မိခင်တို့ရဲ့စိတ်ကြမ်းမာရေးကုံဆရာဝန်မဟုတ်တဲ့ပတ်ဝန်းကျင်ရဲ့စကားတစ်ခုတည်းနဲ့ဆုံးဖြတ်ပြီးကလေးကိုခွဲခွာပြစ်လိုက်တာကအနိုင်ကျင့်ရရောက်နေရလို့ဝေဖန်နေကြပါတယ်။နောက်ထပ်ဝေဖန်ခံနေရတာကတော့ကလေးကိုဘာတွေကြွေးမှန်းမသိဘူးဆိုတဲ့ချက်ပါ။ဒါပေမဲ့ဗီဒီယိုမတန်းနေရောက်သူမဟာနို့ဘူးနဲ့ဆမ်မုတ်တစ်ခုခုကိုရောပြီးကလေးစားနိုင်တဲ့ပမာဏကိုနည်းနည်းချင်းစီခွန်ကျွေးနေရကိုတွေ့ရပါတယ်။ဒါသူမကြားဘူးနာဝရှိသလောက်နဲ့သူမတက်နိုင်သလောက်မိခင်စိတ်နဲ့အကောင်းဆုံးပြုစုနေရပါ။အင်တာဗျူးထဲမှာကလေးမေပြောသွားတဲ့စကားတွေကိုနားထောင်ကြည့်ရင်သူမစိတ်ဝေဒနာရှင်မဟုတ်ဘူးဆိုတာပိုထင်ရှားပါတယ်။ဒီနေရာကဖယ်ပေးစေခြင်းရင်ကလေးကိုထမင်းကျွေးပြီးရင်ဖယ်ပေးမယ်ဆိုရင်သူမရဲ့စကားအင်မတန်အသည့်တရားရှိပြီးမန်ရှိရဲ့စကားမျိုးပါ။ပတ်ဝန်းကျင်ကိုလည်းဘာအနေမှမပေးပဲသူမဘာသာသူမကလေးနဲ့သူအေးအေးဆေးဆေးနေထိုင်နေတာပါ။အခုတော့ကလေးကိုတင်းချက်ခွန်သွားတဲ့အတွက်လက်လက်ကောင်မှကုကဲရမဲ့စွာငိုနေရတဲ့သူမရဲ့ပုံရိပ်ကမြင်ရသူတိုင်းကိုစိတ်မကောင်းဖြစ်စေပါတယ်။ငါသာသူမနေရာမှာဆိုရင်ဆိုတဲ့အတွေ့နဲ့တိတ်မိခင်ချင်းချင်းစာနာပြီးငိုမိတဲ့သူတွေအများကြီးပါပဲကလေးနဲ့မိခင်ကိုတကယ်ကောင်းစားစေခြင်းရင်အမေစီကကလေးကိုလူယူသွားစရာအကြောင်းမရှိပါဘူးအမေရောကလေးရောနှွေးထွေးတဲ့အမိုးကောင်အောင်မှအတူတူနေနိုင်အောင်အမေကိုလုတ်ကင်ဖန်တီးပေးပြီးကူညီပေးတာကမှတကယ်ကဲတင်ချင်းစစ်စစ်ဖြစ်ပါလိမ့်မယ်အခုတော့ပတ်ဝန်းကျင်အားလုံးပေါင်းပြီးဆင်းရဲဒုက္ခရောက်နေတဲ့မိခင်တို့ကိုအနိုင်ကျင့်လိုက်တယ်လို့မျိုးဖြစ်နေတဲ့ပုံအမှုပညာရှင်ခိုင်နှင်းဝေအနေနဲ့ဘယ်လိုမျိုးပြန်လဲစီမံပေးမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မိခင်စိတ်ဆိုတော့ဘလို့ဆင်းရဲဒုက္ခမျိုးမှမဆိုရှိနေတတ်ပါတယ်အိမ်ချရမဲလို့ဆိုပြီးမိခင်မြတ်တောင်အထင်မသေးသင့်ပါဘူးကလေးလေးတယောက်အတွက်နှုတ်မုတ်ထပ်ပိုးရေးကြည့်တာကမိခင်ရဲ့ရှင်ငွေပါစိတ်မနှံမှုဆိုတဲ့ဆွဆွဲကြတဲ့မိခင်နဲ့သားသမီးကိုခွဲခွာလိုက်တာကကလေးရဲ့နာကစိတ်တရားအတွက်ကိုထည့်သွင်းစဉ်းစားကြရင်လားဆိုတော့မိကုံထုတ်စရာပါအခုဆိုရင်ဒီမိခင်အတွက်ရှင်းနေငါပေးပြီးကလေးပြန်ရအောင်ကုညီချင်ကြတဲ့သူတွေပါပေါ်ပေါက်လာနေပြီဖြစ်ပါတယ်ကဲပရိသတ်ကြီးတို့ရောကလေးမိကတကယ်ပဲစိတ်ဝေဒနာရှင်လို့ထင်ပါသလား